ခြေလက်မစုံပေမဲ့ရင်သက်ရှုမဖွယ်ကဖျက်ဖွေနိုင်တဲ့မိန်းကလေးတယောက်ဟာကောင်းပါပြီအလိုမပြတ်တက်လက်ဖို့ဒီဦးရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်အဲ့ဒီနေ့မှာပဲအဖိုးအိုဟာရုပ်ရည်လာပါပြီမဲ့မျက်နှာမှာတင်းထိပ်တွေအပြည့်နဲ့မိန်းကလေးတယောက်ရဲ့ကဖျက်မှုကိုကြည့်ရှုခဲ့ပြီးချက်ချင်းပဲညှင်းပယ်လိုက်ပါတယ်ဒုတိယမြောက်မိန်းကလေးရဲ့ကဖျက်မှုကတော့တမန်ကလန်ကပဲမို့အဖိုးအိုဟာတန်းဝေလို့နေပါတယ်တတိယမြောက်မိန်းကလေးကတော့ကားရင်းနဲ့အမားရင်းတစ်ခုလုံးမိသွားတာကြောင့်သူမလည်းပဲအငင်းပယ်ခတ်လိုက်ရပါတယ်စတူထမြောက်မိန်းကလေးစင်ပေါ်တက်လာတဲ့အခါမှာတော့ငင်းလွတ်သွားတဲ့လိုမျိုးပြင်းထန်လွန်းတာကြောင့်အဖိုးအိုဟာစက်ပြီးမခံစားနိုင်တော့ပဲပြဿယုံထိပ်ကနေမတက်ရက်ပြီးထွက်လာခဲ့ပါတော့တယ်နိုင်ငံပေါ်ကပိုစတာတွေကြည့်ရင်သူဟာတချင်းကရရှိခဲ့မှုတဲ့ဂုဏ်တွေကိုပြန်လေတတိယမိပြီမြဲအဲ့ဒီအောင်မြင်မှုတွေကကြားလာပြီဖြစ်လို့လူတွေမိလျော်နေကြပါပြီသူကိုယ်တိုင်လည်းနဲ့ဖန်တီးခဲ့မှုတဲ့အမှုပညာလက်ကားတွေကြောင့်တစ်ခုပြီးတစ်ခုပျက်စီးယိုရင်းလာနေပါပြီသူဟာလွှတ်ထွက်ခဲ့ပြီးလမ်းမအတိုင်းရှောက်လာခဲ့ပါတယ်အချိန်ပြင်းပြင်းနဲ့မောင်းထွက်လာတဲ့ကားတစ်စီးကသူ့အပေါ်ကိုရေတွေပတ်စင်သွားပြီးမြဲသူဟာကြန့်ရှိနေတဲ့တိတ်ခါနဲ့ခဲကိုထိန်းသိမ်းနေတော့မှာပဲအဲ့ဒီအချိန်မှာပဲဆွဲမဖွေခေါင်းတဲ့တန်းစင်တစ်ခုကိုရွတ်ရကြားလိုက်ရတာကြောင့်အတန်လာရလိုင်းကြီးလေးတဲ့ကိုလိုက်သွားမိပါတယ်သူမောကြည့်လိုက်တဲ့အခါမိန်းကလေးတယောက်လေထဲမှာကားဖြောင်နေတာကိုမယုံနိုင်စရာတွေ့လိုက်ရပါတယ်မိန်းကလေးကသူ့ကိုမြင်တော့ထွက်သွားဖို့ပြောပြီးမြဲအဖိုးကတော့လူထောက်ကြီးစခုံကလေးကစင်းမြင့်ထံမှာလာရောက်ဖြော်ဖြေပေးဖို့တောင်းပန်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိန်းကလေးကတဘောတူခဲ့ပါတယ်စင်ပေါ်မှာသူမရဲ့ကွင်းဆိုင်အလှအပြားကဖြော်ဖြေမှုကပရိသတ်တွေကိုအလုံးစုံဖန်ဆားထားနိုင်ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲမတော်သားမှုတစ်ခုဖြစ်သွားပြီးသူမရဲ့မတန်ဆွမ်းတဲ့ခန္ဓာစီပိုင်းပေါ်သွားတဲ့အခါမှာတော့ပရိသတ်တွေအလုံးလက်ဖြတ်သွားကြပြီးမိန်းကလေးလေးဝမ်းနဲ့ပလတ်ငိုကြွေးပါတော့တယ်အဲ့ဒီအချိန်မှာပဲအဖိုးဟာရှိကိုတက်လာပြီးသူမရဲ့မျက်လုံးတွေကိုအသားရဆွပေးခဲ့ပါတယ်ကြောက်ရွံ့မှုတွေပြည့်လွင်သွားတဲ့အခါမိန်းကလေးရဲ့ယုံကြည်မှုတွေပြန်လည်နှိုးထားလာပြီးဖြော်ဖြေမှုကိုအားသွင်းခွန်ဆိုင်ပြန်လည်တင်ဆက်ခဲ့တာကြောင့်အရင်ကတည်းကဖုံးမတော့ပါလာခဲ့ပါတယ်လက်ခုပ်တန်းတွေလည်းတခဲနဲ့ထွက်ပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးအတူတူအောင်မြင်မှုရဲ့ထိဆုံးပန်းတိုင်ကိုတက်လာနိုင်ခဲ့ကြပါတယ်